ဦးလေးတို့ကိုယ်တိုင်ကမိသားစုကကိုယ်တိုင်ကလူအဲ့မိသားစုလုံးလို့ရတယ်နေလို့ရတယ်ဆိုဆုံးဖြတ်ချက်ရှိတယ်ကျွန်တော်ကလည်းအဲ့တော့တော်လိုင်းရေးစစ်တပ်ပြစ်ထန်တယ်ဦးလေးတို့မိသားစုရတယ်ကလေးတို့လည်းဒါသူ့ကိုကြည့်ပြီးတော့မှကိုကာကွယ်နေတဲ့လုံခြုံအောင်တဝက်တိတ်ဟိုဟိုပြီးစက်နေနေမှာလေဒီပါလေးတွေဒီပါလေးတွေဉာဏ်လေးတွေဒီလေးတွေဒီလေးလည်းကြိုက်ကြဖို့အဲ့ဒါလေးလည်းဦးလေးဒီလေးပေးတာပါနော်မင်းတို့လေဒီပါလေးလည်းမဖြစ်ဖို့လုပ်ချင်တဲ့ဇောဆန္ဒကြီးတွေတခုရဲ့ကအယုံမစက်ဖို့လေကိုယ့်ရဲ့လုံခြုံမှုလေးအတွက်ကိုယ့်ရဲ့အန္တရာယ်ကင်းမှုလေးတွေလည်းဒီကုသတိထားပြီးတော့လုပ်ရမှာလေမင်းတို့လည်းအဲ့လိုအများအားသတိရှိကြဖို့ဦးလေးဒီပေးတာပါနော်ဒီစားပါလေကွာမင်းတို့တန်းပြေတော့လုပ်နေတာဘယ်သူမှကိုကျိုးတယ်မပါပါဘူးဒီကဖြစ်လာရင်တကယ်ဒီလိုပဲအသက်ပေးကြရတာဆိုတာပြည်သူလည်းသိနေတာပေါ့ကိုယ့်ရဲ့ကိုယ်ရတယ်ဒါကြောင့်မလို့ကလေးဒီပုံမှာတုံတိုင်းမှာပြီးခံကြလို့ကလေးတွေဖြစ်တာလေးပြောတာဆိုတာလေးဒီပေါ့နော်ပြောချင်တာပေါ့ကိုယ်ရတယ်ဒါပေမဲ့လို့ဒီကပါနေတာဟိုဒီကပါတော့ပြောချင်တာပေါ့ဆိုတော့ဒီကတည်းကမျိုးလေးတွေထွက်လာမှလည်းကြောက်တယ်ဒီလိုကတော့အဲ့ဆိုမပြောဤစီလို့ကိုယ်ရတယ်ကိုတက်နေတဲ့ပတ်စံကိုပို့လိုက်တယ်ဒါပဲမရရအောင်ရှာဖို့စီငါပို့ရတာပဲဒီတင်ချင်းဒီလိုချင်တာဒီလိုလုပ်နေတာဖြစ်နေတာကြောက်ပြီးတော့ဦးရပတ်စံမရှိဘူးမရှိရင်မတားဘူးတာကြတာဒီချင်ရအောင်ပေးတယ်ဒါဘာလို့ချင်တယ်လူပေးတယ်ရအောင်ပေးတယ်ဝတ်တာစားတာဆိုဒီငါတဲ့လုံးဝတော့မကြပြရဘူးဒီလိုချင်တာကိုမပေးတယ်ဒီမျိုးတော့ပတ်စံရှိလို့မဟုတ်ဘူးလေနော်တာသမီးတွေပေါ်မှာထားတဲ့မြစ်တာပေါ့ကွာဒီစိတ်ကြောင့်ဟိုလိုပေါ့ဟိုလိုကြီးကြွားတယ်ဖြစ်နေတော့တယ်ကိုလိုင်းပေါ်မှာလည်းဒါတော့မောင်နှမညောင်လုံးမှာလုံးမှာဆိုလို့အစားရပြောတာလေတဲ့ပွဲဝင်ရမှာတော့တာလို့တဲ့ PDF ဆိုတာစပေါ်ကလာရှိတယ်ဟုတ်ပါပြင်နှက်တက်ကြတော့အဲ့ဒါကလုံးနေမှာလားကိုလိုင်းဆိုတာပြပြောနေလောလောနဲ့ပြီးတော့မဟုတ်ဘူးနော်အချင်းအများကြီးရှိတယ်အတက်နဲ့ရင်းကမှကျိုးသွားနေတယ်ကန်းသွားနေတယ်တော်တော်တက်ဖြစ်သွားနေတယ်မြင့်ဖြစ်သွားနေတယ်တော်တော်မျက်စိတွေကွဲသွားနေတယ်အသက်ပါသေးသွားနေတယ်တော့ဒါဖြစ်မှာတော့ဒါဒီစင်းရဒါရဖြစ်လာမှရတယ်လုံးမှာမောင်နှမတွေလို့ကမလောက်ခင်ကလေးကဦးလေးတော့သူ့သတိပေးတယ်ကလေးတွေဆိုတော့ဟိုလိုင်းဆိုတာမင်းတို့အခုမှကြားဘူးတာဦးလေးတို့ကတော့အသက်ကလည်းနည်းနည်းကြီးလာတဲ့ခါကျတော့ဘိုးဒီသားကြီးတွေလည်းကြားဘူးနားပါလေရှိတယ်ကိုယ်တွေမကြုံဘူးလို့မယ်လေဒါပြောပြတာကလေးသူကခိုင်စက်ကပြေးခံတော့မရဘူးပုတ်တာပဲလုံးပါတဲ့ဒီဘကွာလုံးမဆိုလောက်ကြပေါ့ဒီပါကလေးတို့လည်းဝန်တာတယ်ဦးလေးကတော့ပြေးလိုက်ခြင်းနဲ့ဒီလိုလေးတခြားတိုင်ရင်တက်ဖွဲ့တွေမှာလုံးဝကြာဘူးလောက်ပဲပြန်ရောက်လာတာများတယ်လေဒီလောက်အဝေးကြီးဒီလိုလုံးမပြည့်ဖက်နဲ့လှလာပါပြန်ရောက်လာအောင်ကိုကြီးဆောင်ပေးလိုက်တာတိုင်းတက်ခွဲတိုင်းမိုးတွေလည်းဦးလေးတော့ရေးစားတယ်ဂုံလည်းဂုံပြီးတယ်တိုင်းမိုးတွေလည်းလေဒီခွဲမိုးကိုရောတော့ပေါ့ဂုံငယ်တော့ဦးလေးတော့လေးစားဒီကလေးစားဒီကလေးတော့ဒီမရောက်အောင်မဖြစ်တဲ့အနေနဲ့တေပို့ပေးတာကိုဦးလေးဒါအကိုကျေးဇူးလက်တင်တယ်ဝင်းနေတာလေဂုံလေးယူတယ်ဦးလေးကလည်းဒါဒီကနေ့ဆိုရင်ဒါဒီကောင်းပွဲအာနာနီပွဲရတာပဲဒီကျင်းနေတယ်သူလောက်ခက်တဲ့ယူဟာလဲသူတို့လောက်ခဲ့တဲ့ဗျူဟာကုန်းကလည်းသူတက်ကုန်းကလည်းအောင်မြင်ခဲ့ကြတာဆိုတော့တင်းခဲ့ကြတဲ့နေရာကလည်းအောင်မြင်ဆိုတော့ဦးလေးတန်နေလို့ပဲဦးလေးစားတာမင်းကြောက်ဦးလေးဒီတော့လက်သားဒီတရားပွဲရှိရလေငယ်လေးပဲရှိတယ်မြို့လာတော့လေးပဲမြို့ဖက်ပဲဖြစ်နေမှာလေမိကန်နဲ့အမိုက်ဆိုတော့သူတို့မကလေးဆိုတော့ဘယ်ဖြစ်နေမလဲကွာSiapa ni?